ဘောလုံးအားကစားကိုအင်္ဂလန်အပါအဝင်ကမ္ဘာနိုင်ငံအများစုကဖုတ်ဘောလို့ခေါ်ကြပေမဲ့အမေရိကန်တွေကတော့ဆော့ကာလို့ပဲသုံးကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းဘောလုံး group တွေ comment တွေမှာမကြာခဏအငင်းပွားတာကိုတွေ့ဖို့ကြမှာပါ။ဒါပေမဲ့လူသိနေတဲ့အချက်တစ်ခုကတော့ဒီဆော့ကာဆိုတဲ့စကားလုံးကိုမွေးထုတ်ခဲ့တာတမိုင်းမှာစပြီးတော့သုံးခဲ့တာကအမေရိကန်တွေမဟုတ်ဘဲနဲ့အင်္ဂလိပ်လူမျိုးတွေကိုယ်တိုင်ဖြစ်နေတာပါ။ဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းကိုပြောပြသွားပါမယ်။ဒီအကြောင်းကိုပြောဖို့အတွက်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း160ကျော်19ရာစုကအင်္ဂလန်နိုင်ငံစီကိုပြန်သွားရပါလိမ့်မယ်။အဲ့ဒီခေတ်တုန်းကဘောလုံးအားကစားနည်းဟာအခုခေတ်လိုစီမီတီကြမရှိသေးပါဘူး။ဘောလုံးကိုလူတိုင်းကနေရာအနှံ့မှာကစားနေကြပေမဲ့တရားဝင်စီမီတွေကိုအဓိကပုံဖော်နေကြတာကအင်္ဂလန်ရဲ့နာမည်ကြီးကျောင်းတွေဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းကစားပုံချင်းမတူကြပါဘူး။တချို့ကျောင်းတွေကဘောလုံးကို6နဲ့ပဲကန်ကျင်ကြပါတယ်။တချို့ကျောင်းတွေကတော့လက်နဲ့ကန်ပြီးတော့ပြေးကျင်ကြပါတယ်။ဒီလိုနဲ့စီမီတွေရှုပ်ထွေးနေတဲ့အတွက်1863ခုနှစ်အောက်တိုဘာလမှာအင်္ဂလန်ကအသင်းတွေစုပေါင်းပြီးတော့လန်ဒန်မြို့မှာ The Football Association ဆိုတဲ့ကျွန်တော်တို့သိတဲ့ FA ကိုစတင်ဖွဲ့စည်းခဲ့ကြပါတယ်။အဲ့ဒီအဖွဲ့ကတရားဝင်စီးမင်းတွေရေးဆွဲပြီးတော့ခြေထောက်နဲ့အဓိကကစားရတဲ့အားကစားကို Association Football လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ Rugby မျိုးကကျောင်းတွေအပါအဝင်တချို့အဖွဲ့တွေကဒီစီးမင်းကိုသဘောမတူကြပါဘူး။သူတို့ကတော့ဘောလုံးကိုလက်နဲ့ကင်ပြီးပြေးတဲ့ပုံစံကိုဆက်ကစားကြကြပါတယ်။ဒီလိုနဲ့ပဲသူတို့ကခွဲထွက်သွားပြီး Rugby Football ဆိုတဲ့တိကျအားကစားတစ်ခုဖြစ်လာပါတယ်။ဆိုလိုတာကတော့အဲ့ဒီခေတ်မှာအင်္ဂလန်မှာ football ဆိုတဲ့အားကစားကတမျိုးတည်းမဟုတ်တော့ဘဲနဲ့ association football နဲ့ rugby football ဆိုပြီးတော့ football 2မျိုးရှိနေကြတာပါ